စွန်ထိုင်းဆိုတာစပိုမှုတယောက်တင်မဟုတ်ပါဘူးသူဟာမဲမီယူမေမေရိုလို့ခေါ်တဲ့နာမည်ကြီးစားတောက်ဆိုင်လေးရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်အပြင်ပန်းကြည့်ရင်တော့ရိုးရိုးတန်းတန်းစားတောက်ဆိုင်လေးလို့ထင်ရပေမဲ့တကယ်တော့ဒီနေရာဟာကိုရီးယားနိုင်ငံရဲ့အရက်ဆက်ဆုံးခိုင်သားတွေလာရောက်စားတောက်လေးရှိတဲ့နံပါတ်1နေ့လည်စားပွဲနေရာကြီးပါတနေ့မှာတော့စွန်ထိုင်းနဲ့သူ့ရဲ့လက်တွဲဖော်ကံဖြိုးတို့စီကိုဖုန်းတကူဝင်လာပါတယ်သူတို့ဟာတွန်းဆုပ်နေခြင်းမရှိဘဲအမိတ်တစ်ခုကိုလှုပ်ဆောင်ဖို့အပြေးလွှားထွက်ခွာသွားကြပါတယ်သူတို့သွားရမယ့်နေရာကတော့လမ်းကြားတစ်ခုဖြစ်ပြီးအဲ့ဒီမှာသူတို့ရဲ့ဂိုင်းတူအဖွဲ့ဝင်ပန်ဟိုတယောက်ပြန်ဘက်ဂိုင်းရဲ့ဝိုင်းဝန်းရိုက်နှက်ခြင်းကိုခံနေရတာပါစွန်ထိုင်းတို့ရောက်သွားတဲ့အခါပန်ဟိုကကြောင်းသွားပါတယ်ဘာလို့လဲဆိုတော့ကယ်ဆယ်ရေးလာတာကိုလူနှစ်ယောက်တည်းဖြစ်နေတဲ့အပြင်သူတို့နှစ်ယောက်ကအရန်ကိုအေးအေးဆေးဆေးဖြစ်နေလို့ပါအဲ့ဒီအချိန်မှာပဲအမှန်တရားကိုသိလိုက်ရပါတယ်ဒီ၃ယောက်ဟာတာမန်ကိုင်းသားတွေမဟုတ်ကြပါဘူးသူတို့ဟာစီကူဘာလို့ခေါ်တဲ့အင်အားကြီးကိုင်းတစ်ခုရဲ့အစင်းမြင့်ကောင်းဆောင်တွေဖြစ်နေကြတာပါအဲ့ဒီနောက်မှာတော့တနယ်လုံးတုံလို့သွားရလောက်တဲ့ပြင်းထန်ပြီးရက်ဆက်တဲ့ကိုင်းတိုက်ပွဲကြီးဖြစ်ပွားပါတော့တယ်ဒါဟာအရာအားလုံးရဲ့အစပြုခြင်းပါပဲနေမြေသိမ့်ပိုက်ခြင်းနဲ့အောင်ပွဲအဲ့ဒီညမှာပဲသူတို့ရဲ့ကိုင်းချုပ်ကြီးဂျေဆုကပြန်ဘက်ကိုင်းကိုအနိုင်ရရှိတဲ့အတွက်ဂုဏ်ပြုညစာကျွေးမွေးပါတယ်အစားတောက်စားရင်းနဲ့ခေါင်းချုပ်ကသူတို့အဖွဲ့ဟာကိုရီးယားတနိုင်ငံလုံးကိုစိုးမိုးဖို့လက်တကမ်းအလုပ်ကိုရောက်နေပြီလို့ပြောကြားခဲ့ပါတယ်ကြက်ရှိနေတာကတော့ရှော့တောင်ဆိုသူအုပ်ချုပ်တဲ့စိတ်ကမ်းနဲ့နိုက်ကလပ်ပြီးတော့မြို့ထဲကရိုးရာစီးကြီးအနှဲငယ်ပဲကြံပါတော့တယ်အဲ့ဒီအချိန်ကစပြီးသူတို့ဟာနောက်ထပ်ခြေလမ်းတွေအတွက်စတင်စီစဉ်ကြပါတယ်နောက်တနေ့မနေ့မှာတော့သူတို့ဟာလက်အောက်ငယ်သားတွေကိုတော့မခေါ်တော့ပဲအစင်းမြင့်ကောင်းဆောင်၃ယောက်ထဲနဲ့နေမြေတွေကိုတစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းပိုက်ပါတော့တယ်နေရာအနှံ့မှာလမ်းပေါ်တိုက်ပွဲတွေဖြစ်ပွားပြီးရုံရင်ဆန်ခတ်မှုတွေဖြစ်လာခဲ့ပါတယ်မကြခင်မှာပဲစီကူဘာကိုင်းဟာကိုရီးယားနိုင်ငံရဲ့အမှောင်လောကခုလုံးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်အဲ့ဒီနေ့မှာပဲသူတို့ဟာအစင်းမြင့်အရာရှိကြီးဆန်းနဲ့တွေ့ဆုံပြီးတရားဝင်လွှဲပြောင်းရယူခြင်းကိုလှုပ်ဆောင်ခဲ့ပါတယ်ဒေးဆုဟာအခုဆိုရင်နိုင်ငံရဲ့အကြီးဆုံးဂိုင်းချုပ်ကြီးအဖြစ်အတိမတ်ပြုခံရပါပြီဆန်ကဆုလက်အနေနဲ့စီကူဘာဂိုင်းရဲ့ဌာနချုပ်အသစ်ဖြစ်အသုံးပြုဖို့အထက်မြင့်ရုံးခန်းအဆောက်အုံကြီးတစ်ခုကိုပေးအပ်ခဲ့ပါတယ်ဒေးဆုကလည်းဝမ်းမြောက်ဝမ်းသာလက်ခံခဲ့ပြီးသူ့ရဲ့တစ္ဆာရှိလက်အောက်ငယ်သားတွေနဲ့အတူဒီအောင်ပွဲကြီးကိုဆင်နွှဲခဲ့ပါတယ်ဆယ်စုနှစ်တစ်ခုကြာညောင်းသွားတဲ့အခါစွန်ထိုင်းရဲ့ဘဝဟာအများကြီးပြောင်းလဲသွားပါတယ်သူ့ရဲ့မဲမီယူစားတောက်ဆိုင်လေးဟာအရင်ကထက်ပိုမိုအောင်မြင်လာပါတယ်သူ့ရဲ့ဇနီးနဲ့လက်ထောက်လူငယ်လေးထိုင်းယူတို့ရဲ့အကူအညီနဲ့ဝန်ထမ်းပေါင်းဒါဇင်နဲ့ချီပြီးခံထားနိုင်ခဲ့ပါတယ်တနေ့မှာတော့ဟာနာဘန်ဟန်နာဘန်ကကိုယ်စားလှယ်တွေဆိုင်ကိုလာရောက်စစ်ဆေးဖို့ရှိနေတာကြောင့်ထူးထူးခြားခြားပို့ပြီးအလုပ်ရှုပ်နေပါတယ်စွန်ထိုင်းကသူ့ရဲ့လုပ်ငန်းကိုဒီထက်မကချက်ထွင်ဖို့အတွက်ဗန်ချင်းငွေလျှောက်ထားဖို့စီစဉ်နေတာပါဘန်ကလူတွေဟာအစားအသောက်တွေကိုအရန်တက်သွားကြပြီးစွန်ထိုင်းရဲ့ဇနီးကိုလှုပ်ဝက်ချက်ကပါလဲလို့စူးစမ်းမေးမြန်းကြပါတယ်စွန်ထိုင်းရဲ့ဇနီးကတော့သူတို့ဟာရိုးရှင်းတဲ့ရိုးရပါဝင်ပစ္စည်းတွေကိုပဲသုံးစွဲထားတာဖြစ်ပြီးထူးထူးခြားခြားဘာမှမပါဝင်ကြောင်းအေးအေးဆေးဆေးပဲရှင်းပြခဲ့ပါတယ်ရိုးရှင်းတဲ့အရာတွေကနေဒီလောက်ကောင်းမွန်တဲ့အရာသာထွက်လာတာကိုဘန်တာဝန်ရှိသူတွေကအံ့ဩသွားကြပါတယ်နောက်ဆုံးမှာတော့သူတို့ကချင်းငွေကိုခွင့်ပြုပေးဖို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့အရေးကြီးတဲ့အခြေအနေတစ်ရပ်ကတော့စွန်ထိုင်းနဲ့သူ့ဇနီးဟာဘလို့ရာဇဝတ်မှုမျိုးနဲ့မှပတ်သက်ဆက်နွယ်မှုမရှိစေရဘူးဆိုတဲ့အချက်ပါပဲအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါဇနီးမောင်နှံနှစ်ဦးဟာဘာပြောရမှန်းမသိပဲတယောက်မျက်နှာတယောက်ကြည့်ကအနေရခက်တဲ့တိတ်ဆိတ်မှုတွေဖြစ်သွား